အခုကတော့ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတွိုင်းအင်တာနက်တောင်ပေါ်ကိုရောက်ရှိနေရဖြစ်ပါတယ်။ချင်းမှန်ရောက်တဲ့သူတိုင်းမသွားမဖြစ်သွားတဲ့နေရာဆိုလည်းမမှားပါဘူး။ဘာလို့မသွားမဖြစ်သွားလေတင်တာလဲဆိုတော့ဗီဒီယိုအဆုံးထိကြည့်လိုက်လို့ရှင်သိသွားပါလိမ့်မယ်။ဗီဒီယိုဘယ်လိုသွားလို့ရလဲဆိုရင်ချင်းမှန်မျိုးပန်းစည်းကနေပြီးတော့လိုင်းကားကြီးစီးပြီးတော့လည်းသွားလို့ရတယ်လို့ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီးတော့သူမဟုတ်ကားကြီးပါရင်ငှားပြီးတော့လည်းသွားလို့ရတယ်ပေါ့နော်။စနိုးကတော့မနက်4နာရီအစောကြီးထပြီးတော့ချင်းမှန်မျိုးကနေပြီးတော့ဆိုင်ကယ်မောင်းပြီးတော့သွားပါတယ်။ဒီတွိုင်းအင်တာနက်တောင်ပေါ်ရောက်လို့ရှိရင်ဂိတ်နဲ့ဂိတ်ဖြတ်ခါရဲပေါ့နော်။ပထမဂိတ်မှာတော့ဝင်ကြီးပေးစရာမလိုဘူး။ဒုတိယဂိတ်မှာတော့ဝင်ကြီးပေးရတဲ့နေရာလေးရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်နိုင်ငံခြားသားဆိုရင်တဦးကိုဘတ်300ဖြစ်ပါတယ်အဲ့ဒီဂိတ်ဖြတ်ပြီးပြီဆိုတာနဲ့လေလုံးဝတောင်ချီနဲ့မတူတော့ပဲနဲ့ယာတီဦးတို့ကလုံးဝကို changes ဖြစ်သွားတာเนาะအရှိကိုမမြင်ရလောက်တဲ့အထီကိုမျိုးတွေအုံပြီးတော့လေလက်တွေထုံတဲ့အထီကိုအေးလာမှာပေါ့နော်အဲ့တော့ဆိုင်ကယ်နဲ့သွားမဲ့သူတွေကတော်တော်လေးအေးတံကိုခံရမှာပါကားနဲ့ကတော့ကိစ္စမရှိဘူးပေါ့နော်အခုကတော့ Dry Internet ရဲ့ view point ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီနေရာလေးကတော့ view point KM41 ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဆိုင်လေးနဲ့ဆိုင်ရှိရပေါ့နော်အဲ့ဒီဆိုင်လေးမှာမနေ့စားစားလိုက်ပါအောင်မယ်ရှင်ဒီမှာလေတောင်ပေါ်ဆိုတော့မီနူးတွေအများကြီးမရဘူးစံပြုတ်တို့ကော်ဖီတို့ကွေ့တီတို့လားအဲ့လိုမျိုးလေးပဲရရဲပေါ့နော်အများကြီးတော့မရှိဘူးကိုကနေကိုတောင်အောက်ချီမှာကလေးကစားလာလို့ရှိရင်တော့ပိုကောင်းပါတယ်ဒါပေမဲ့အချမ်းပြေပေါ့နော်အဲ့လိုမျိုးစံပြုတ်ပူပူလေးတို့ကော်ဖီပူပူလေးတို့အဲ့လိုမျိုးတောက်ကြတာပေါ့ဒီမှာလူတွေကလည်းတအားများတယ်စနိုးတို့ရောက်တဲ့အချိန်ကမနက်9နာရီကျော်လောက်တော့ရှိပြီပေါ့နော်အစောကြီးတော့မလာရင်တော့ကောင်းပါတယ်အစောကြီးလာရင်တော့ပိုချမ်းတာပေါ့နော်နေ့တွေလောက်ဆိုလို့ရှိရင်တော့နည်းနည်းတော့အချမ်းတက်တာပါတယ်ဆိုင်ကနဲ့လာမဲ့သူတွေကဘာတွေဆောင်ရမလဲဆိုတော့လက်အိတ်ဝတ်ခဲ့ပါခေါင်းစွပ်တီတိချလုံးလုံးချုံချုံနဲ့အသားကိုလုံးအောင်မပေါ်အောင်ဝတ်ခဲ့ပါဘာလို့လဲဆိုတော့လမ်းမှာနှင်းနေရောမြူရောတအားရှိုက်တော့လေအရန်ချမ်းပါတယ်အဝတ်တွေလည်းအပူယူခဲ့ပါအဝတ်တွေအကုန်လုံးစိုးရပေါ့နော်စလို့ဆိုလေအပူတော့ထည့်ခဲ့ပါတယ်အဲဘောင်းမီလည်းစိုးအင်ကြီးလည်းစိုးစပင်းတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးစိုးပြီးတော့အဲ့လိုမျိုးပေါ့နော်နည်းနည်းချမ်းပို့ချမ်းတာပေါ့နော်ကိုကဆိုင်ကနဲ့ဆိုလေရလည်းတိုက်တော့အားကြောင့်မို့ဆိုင်ကနဲ့သွားမဲ့သူတွေကတော့နွနွထွေးထွေးနဲ့ပို့ပြီးတော့ဝတ်လာပါစလို့ဆိုလို့ရှိရင်အောက်မှာ3ထပ်တောင်မှဝတ်လာတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီ view point မှာ sunrise လာကြည့်ရတဲ့သူတွေနဲ့အရန်များရတယ်ဒီမှာကအရန်ကိုလှရဲတိမ်ပင်တွေလည်းတွေ့ရတတ်တယ်ပေါ့နော်ဒါပေမဲ့အခုရာသီဥတုကတော့မြူတွေဆိုင်ပြီးတော့တိမ်ပင်လည်းမမြင်ရဘူး sunrise လည်းမမြင်ရခဲ့ဘူးပေါ့နော်